Hello အခုဒီ vlog လေးကတော့မိသားစုတွေအတူစုပြီးတော့ New Year ကိုကြိုဆိုနေကြတဲ့ vlog လေးပေါ့နော် New Year မှာစားတောက်လေးလုပ်ဖို့လဲစီစဉ်ထားပါတယ်။ဘာစားတောက်လေးဖြစ်မလဲဆိုတော့ကဲကျမတော့ဈေးထဲကဝယ်လာတဲ့ကြက်ပေါင်2ပေါင်အကျိတ်နဲ့လီးဖြတ်နေပါတယ်။ဒီညကတော့ကျမကဘာလုပ်စားမလဲဆိုတော့ကော်ပြန့်စိမ်းလေးလုပ်စားမှာပါ။ကျက်ပေါင်ရှိတာတော်တော် pro ကြတယ်ကွာ။ကျက်သားမခုတ်တဲ့ကျမကိုဘေးနားကနေလောင်နေတာတော့ကျမယောက်ျားပေါ့နော်။ကြက်ပေါင်စားကြက်ရင်ပုံလေးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်။ကဲခုဒီခါမှာတော့ကြက်သားလေးတွေကိုအတုံးတုံးလေးတွေတုံးထားပေးပါမယ်။ပြီးရင်တော့တုံးထားတဲ့ကြက်သားလေးတွေကိုကျိတ်ဆက်ထဲကိုထည့်ပြီးတော့ညှက်မှုတ်နေအောင်ကြိတ်ပေးပါမယ်။ပြီးရင်တော့တန့်စင်ထားတဲ့ပိုးစားပဲလေးတွေကိုလည်းပပလေးလီးပေးရပါမယ်။စင်ကြအောင်ဆေးထားတဲ့ကော်ပီလေးတွေကိုလည်းပပလေးလီးပေးရပါမယ်။ရွှေချောလေးနဲ့ကျမယောက်ျားကလည်းဥနီလေးတွေကိုကူပြီးချစ်ပေးနေပါတယ်။ငါရဲ့လက်တော့ပြလာ။ပဲပြားလေး2တုံးကိုလည်းချစ်ထားပေးပါမယ်။ကော်ပြည့်ရွက်လုပ်ဖို့အတွက်မွေးတစိတ်တွေကိုတုံးထားပါတယ်။မွေးတစိတ်နဲ့စိမ့်မုတ်ထုပ်ကိုထည့်လိုက်ပါမယ်။ပြီးရင်တော့နောက်ထပ်မွေးတစိတ်ပါပဲ။မွေးတစိတ်နဲ့ကြုံမုတ်စစ်စစ်ဆိုတဲ့ဟာလေးကိုလည်းထည့်လိုက်ပါမယ်။တစ်ထုပ်ပေါ့နော်။ပြီးရင်တော့မွေးတစိမ့်နဲ့ကော်မုတ်နှစ်စုံကိုလည်းထည့်လိုက်ပါမယ်။ရေကိုတော့မပြစ်မကျဲအနေထားထိရအောင်လို့ထည့်ပေးရပါမယ်။ရေထည့်ပြီးရင်တော့တတိချာချာလေးကိုမြန်မြန်လေးမွေပေးပေါ့နော်။မဟုတ်ရင်တော့နည်းနည်းလေးလုံးတက်လို့ပေါ့နော်။အဲဒါကြောင့်မလို့မြန်မြန်လေးမွေပေးရပါမယ်။ရေထည့်တဲ့ခါမှာတအားကြီးပြစ်ဖို့မလိုဘူးပေါ့နော်။တအားကြီးပြစ်လို့ရှိရင်မုတ်ဖက်ကထူပြီးတော့စားမကောင်းဖြစ်တတ်တယ်ပေါ့နော်။အခုလိုနေထားမျိုးလောက်ဆိုရင်တော့ရပါပြီ။ပြီးရင်တော့10မိနစ်15မိနစ်လောက်ခဏလောက်ထားလိုက်ပါ။အခုတစ်ခါမှာတော့အစာပနာထည့်ဖို့အတွက်ကြော်တော့မှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒဲဦးလေးကိုစီထည့်မယ်စီပူလာပြီဆိုရင်တော့စနွေးမုတ်လေးနည်းနည်းထည့်လိုက်ပါမယ်ပြီးရင်တော့ခုနလီထားတဲ့ဂေါ်ဘီလေးတွေထည့်လိုက်ပါမယ်ဂေါ်ဘီလေးကိုနည်းနည်းလေးတမအောင်လုံးပေးလိုက်ပါမယ်ပြီးရင်တော့ချစ်ထားတဲ့ဥနီကိုလည်းထည့်လိုက်ပါမယ်ဘိုးစားပဲလေးကိုလည်းတစ်ခါလေးထည့်လိုက်ပါမယ်ထည့်လို့ပြီးပြီဆိုရင်တော့အကုန်လုံးကိုတမအောင်မွေပေးလိုက်ပါမယ်အခုနကညှက်မုတ်နေအောင်ကြိတ်ထားတဲ့ကြက်သားလေးကိုလည်းထည့်လိုက်ပါမယ်ပထမအဆုံးအသေးရွက်တွေကိုစီမတက်ပဲနဲ့ကြက်သားကိုစီတက်မယ်ဆိုရင်လည်းပိုပြီးတော့ကောင်းပါတယ်ဒီတော့ကြက်သားကိုပဲငှက်ပြားရည်လေးထည့်မယ်ဟင်းခတ်မုတ်နဲ့စားကိုလည်းနည်းနည်းချင်းစီထည့်လိုက်ပါမယ်ပြီးရင်တော့တကြားလေးနည်းနည်းလေးထည့်လိုက်ပါမယ်အားလုံးကုန်လုံးထည့်လို့ပြီးပြီဆိုရင်တော့တသေးချာချာလေးတမအောင်လို့ဝေပေးလိုက်ပါမယ်တော်တော်ကြာလေးလုံးပြီးပြီဆိုရင်တော့စောနာကချစ်ထားတဲ့ပဲပြားကိုလည်းထည့်လိုက်ပါမယ်အားလုံးသမအောင်လို့လည်းပြန်ပြီးတော့မွေးထားပေးလိုက်ပါမယ်ပြီးရင်တော့အရသာအနေနဲ့ငပြရည်လေးနည်းနည်းထည့်လိုက်ပါမယ်ကြက်ဥနှလုံးလည်းတစ်ခါတည်းထည့်ပြီးတော့မွေးပေးလိုက်ပါမယ်ပြီးရင်တော့စောနာကအတိုင်းပဲတတိချာချာလေးတွေကိုအကုန်လုံးပြန်ပြီးတော့သမအောင်ပြန်မွေးပေးပါမယ်အရွက်နဲ့အသားလေးတွေကိုလည်းနုနုအီအီလေးနဲ့အရသာလေးကိုလည်းချိုချိုလေးလေးစားချင်တာဆိုတော့15မိနစ်ဒါမှမဟုတ်မိနစ်20လောက်ထိကိုမွေပေးထားရပါမယ်မိနစ်20ကြာမှတော့ရလက်ကောင်းကထွက်ပေါ်လာပါပြီအဲ့ချိန်မှာကြက်သွန်မိတ်လေးကိုအပေါ်ကနေထည့်လိုက်ပါမယ်ပြီးရင်တော့ငရုတ်ကောင်းမုတ်ကိုလည်းလိုသလောက်ထည့်လိုက်ပါမယ်ပြီးရင်တော့ပြန်ပြီးတော့တမအောင်မွေထားပေးပါမယ်ခုတစ်ခါမှာတော့66လေးနဲ့အီအီတွဲတွဲလေးထပ်ပနာကိုရပါပြီဟုတ်ပြီပါဆဲမလားဟုတ်ဟုတ်ဟုတ်လေဆလိုမိုရှင်မဟုတ်လေကျမတို့ချက်ပြုတ်ပြီးသွားတဲ့ချိန်နာရီကိုကြည့်လိုက်တော့17နာရီထိုးပြီးပေါ့17နာရီခွဲပြီပေါ့နော်အဲ့ဒါနဲ့မိသားစုတွေစုပြီးတော့ဝတ်ပြုဆုတောင်းခြင်းစီစဉ်ကိုစလိုက်ပါတယ်12နာရီခွဲဝတ်ပြုဆုတောင်းပြီးတာနဲ့ဖိတ်ချင်မှုတူနဲ့အစားတောက်တွေစားကြပါသေးတယ်ဒါကတော့ကျမညီမပါကျမညီမမလွတ်တက်နဲ့လှိတ်ထားတဲ့ကော်ပြန့်စိမ်းလိတ်လေးပါမလားမယ်လေး
下来下来，咱们。 အရင်ကိုရတာရှိတဲ့ကိုပြန့်စိန်လေးရပါပြီရင်မြင့်ပါဇက်ကြီးလိုပါဇက်ဖြဲပြီးစားနေတာတော့ကျမမျိုးသားပါ 哇， ဒီနေရာမှာကျမလိုသွားတာကကြက်သွန်မိတ်ပေါ့နော်ကြက်သွန်မိတ်ကလည်းကျမအရှိမကျမသုံးလိုက်တော့ကုံသွားတာပေါ့နော်ဒီအပေါ်ရန်လေးတွေမှာလည်းကြက်သွန်မိတ်လေးတွေဖြူပြီးစားရင်တော့ပို့ပြီးတော့အရသာရှိပါတယ်မကိုရောဘီလီယံနေဂျေဆူရောဆုံးစားမယ်ဂျေဆူတကယ်ချင်းတို့ရေဒီနေ့ plot လေးကတော့ဒီနားမှာပဲရပ်နားလိုက်ပါမယ်နောက်လာမယ့်ဗီဒီယိုလေးတွေမှာလည်းအကုန်လုံးကိုပြန်တွေ့ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်